ကဲဘောစီဒီနေ့စိုင်းပိတ်ပြီးတော့ခေးပန်းတော့မကောက်ဘူးလား ဒီနေ့ကတော့ပန်းကောက်ချိန်မရတော့ပါဘူးရှင်ဒီနေ့ကတော့ဒီမှာ order တွေနဲ့လေနေ့ပြန်ပို့ရမယ့် order လေးတွေအတွက်လုပ်နေတာပါအလုံးလေးတွေစစ်ပေးနေတယ်အရေအတွက်လေးတွေစစ်ပေးနေတယ်အဲ့ဒါလေးလည်းစစ်ပြီးသွားပြီကလေးတွေကအဲ့တော့ကိုကဒီဟာလေးကိုစရင်းလေးပြန်စစ်ပြီးတော့နေ့ပြန်အတွက် order လေးတွေပို့ပေးဖို့ဒီဟာလေးက7 လေးဆိုလို့ရှိရင်ပကိုးကမောင်လေးအတွက်ပို့ရမယ်ဒါလေးတွေလုံးလေးကတန်တန်လေးတွေပဲရောက်ထားပစ္စည်းကတော့လုံးဝကျွတ်စင်ကြီးကျွတ်စင်ကြီးဆိုလို့ရှိရင်တော့လာဆွဲလိုက်တော့နော်မုံစီမှာလာပြီးတော့ဝယ်ယူအပ်ပေးလိုက်ပါတော့ရှင်ဆိုင်သမားတွေလည်းအမြက်များကြံကျင်နေဆိုရင်တော့အမုံနဲ့လည်းတွဲလိုက်တော့နော်လက်တွဲပြီးတော့လှုပ်ကြည့်ပါဒီဖုန်းလေးနဲ့ပတ်သက်ပြီးတော့ list လေးလိုချင်တာရှိရင်399385ကိုဆက်သွယ်ပြီးတော့ list လေးလာတောင်းလို့ရပါတယ်ဒီနေ့ကတော့မောနည်းနည်းပြင်မန်းနေပေါ့နော်ကလေးလည်းပြင်မန်းပါတယ်အဲ့တော့ဝယ်ယူအပ်ပေးမယ်ဆိုလို့ရှိရင်တတိတရနဲ့လာခဲ့ပါ list လေးလာတောင်းပါဒီလိုမျိုးလုံးတက် offline လုံးဝ original အလုံးစစ်ကလေးတွေကိုလိုချင်နေဆိုရင်တော့ပြောပါနော်ရပါမယ်27လေးဆိုအများကြီးပဲကြည့်ပါဦးဒီနေ့ကတော့ share ပဲရှောင်းရတာလဲ share ပဲဒီမှာနည်းနည်းလေးပို့ပြင်မယ်နဲ့ဒီနေ့နည်းနည်းအလုံးလေးများတော့နေရ customer လေးတွေကများတယ်ပေါ့နော်ဆိုင်သမားလေးတွေနေရ customer လေးတွေပို့ပေးရမယ်ဒီရန်ကုန်မြို့တွင်းကလည်းတချို့လာယူကြတယ်လာပို့ပေးဆိုရင်လည်းပို့ပေးပါတယ်နောက်ပြီးတဲ့ခါကျတော့နေရ customer တွေကြတော့လေ royal ရောက်တဲ့မြို့တွေဆိုရင် royal နဲ့ပို့ပေးတယ်ဒါမှမဟုတ်ရင်လည်းကားကိတ်ကနေချပေးပါတယ်ယုံကြည်စိတ်ချဆောင်နဲ့မှာယူနိုင်ပါတယ်ရှင်ဖုန်းနံပါတ်လေးပြန်ပြောမယ်နော်399385က Viber နေပြီးတော့ list လေးလာတောင်းလို့ရပါတယ်ကိုကြိုက်နေတဲ့ model လေးဝယ်ယူအားပေးနိုင်ပါတယ်ဒီမျိုး Vivo လေးလည်းရတယ်နော်ဒီ Vivo လေးဆိုလည်းပို့ရမှာပဲဒါလေးတွေ Vivo Y7S လေးတွေဒါလေးတွေအလုံးတန်တန်လေးတွေအလုံးက original အလုံးလေးတွေလိုချင်တယ်ဖမန်ကန်ကန်အလုံးတန်တန်လေးလိုချင်တယ်ဆိုရင်တော့လာခဲ့ပါဒီနေ့တော့မုံပန်းတော့ကောက်ဖို့မှချိန်မရပါဘူးနော်အမုံဒီနေ့ပန်းလဲတော့ကောက်မယ်ဒါကြီးလည်းပြီးအောင်လုပ်မယ်ဆိုရင်တော့ညနေမှာပဲအိမ်ပြန်ရောက်မှာအိမ်ပြန်ရောက်ရင်တော့အမေတုတ်လိမ့်မယ်ပန်းကမနေ့ကဒီမှာလေးဖြီးပန်းလေးတွေကောက်လာအများကြီးရခဲ့တယ်တီးတာဒါမျိုးလေးတွေကိုရှစ်ကုန်းရတယ်ဒီလိုမျိုးအရှိကြီးပဲကလေးတွေလည်းပေးလိုက်တယ်ဖះကိုလည်းကတ်လိုက်တယ်ကိုယ့်ကိုလည်းပန်တယ်အခုကျနည်းနည်းလေး6သွားတော့ရှူတယ်ပေါ့ခီးပန်းဆိုတိတ်ကြိုက်တာကဲညီမလေးတို့လည်းအလုံးလေးတွေများများရောင်းရအောင်ဆိုင်ခွဲလေးတွေလည်းလိုရင် order တက်ထားမှာတက်တာပါ